ကျွန်တော်နာမည် Lucas ပါကျွန်တော်မှာတာမန်လူတွေထက်စပေါင်းများစွာပိုတမာတဲ့စွမ်းအားရှိတယ်ကျွန်တော်ရေပြားကအရမ်းမာတယ်ဘယ်ရာမှကျွန်တော်ကိုတန်ရာမပေးနိုင်ဘူးဘယ်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှကျွန်တော်ကိုနာကျင်အောင်မလုပ်နိုင်ဘူးကျွန်တော်ရင်းကတာမန်လူတယောက်ပါဒီစွမ်းအားတွေရခဲ့တာကကျွန်တော်ထောင်ချခဲ့လို့ပဲထောင်ထဲမှာအကျဉ်းထောင်မှုကကျွန်တော်ကိုညှဉ်းပန်းနှိပ်စက်ခဲ့ပေမဲ့ကျွန်တော်သူ့ရှေ့မှာဒူးမထောက်ခဲ့ဘူးသူကကျွန်တော်ကိုရန်ညှိုးဖွဲ့ပြီးနေတိုင်းညှဉ်းပန်းနှိပ်စက်တယ်ကျွန်တော်မလုပ်နိုင်အောင်ကိုရိုက်နှက်ခဲ့တယ်နောက်ပိုင်းမှာကျွန်တော်ကိုစမ်းသပ်ချက်တစ်ခုအတွက်ခေါ်သွားတယ်စမ်းသပ်မှုအတွင်းမှာအကျဉ်းထောင်မှုကရုတ်တရက်တက်ခွဲခန်းထဲကိုဝင်လာပြီးစက်ကိုအမြင့်ဆုံးအဆင့်ထိတင်လိုက်တယ်သူကကျွန်တော်ကိုပိုညှဉ်းပန်းဖို့စူးစမ်းနေတာဘယ်သူမှမျှော်လင့်မထားတာကစမ်းသပ်မှုကလုံးဝပြတ်သွားတယ်ဆက်ကပောက်ကွဲသွားပြီးတက်ခွဲခန်းတစ်ခုလုံးကမောက်ကမဖြစ်သွားတယ်အကျဉ်းထောင်မှုနဲ့ဆရာဝန်အခင်းဖြစ်နေရမှာပဲတည်ဆုံးသွားတယ်ဒါပေမဲ့ကျွန်တော်ကတော့အံ့ဖွယ်နည်းနဲ့အသက်ရှင်ကြံခဲ့တယ်ကျွန်တော်တန်ရာတွေအားလုံးပျောက်ကင်းသွားပြီးကိုယ်တွင်းထဲမှာအားကောင်းတဲ့စွမ်းအားတစ်ခုကိုခံစားလိုက်ရတယ်ကျွန်တော်တစ်ချက်ပြီးတစ်ချက်လက်သီးတွေထိုးတယ်ထောင်ရဲထူတဲ့နံရံမှာအပေါက်ကြီးဖောက်ပြီးထောင်ကနေလွတ်မြောက်လာခဲ့တယ်လွတ်မြောက်ပြီးနောက်ကျွန်တော်ပုံအောင်နေပြီးစံပင်ညက်ဆိုင်မှာအလုပ်လုပ်တယ်အတော်လေးငြိမ်းချမ်းတဲ့ဘဝကိုဖျက်ဆီးနေတယ်တညမှာစားတောက်ဆိုင်နားကဖျက်သွားတော့လူဆိုးတစုကတရုတ်လူမျိုးတယောက်ကိုနှောက်ယှက်နေတာတွေ့တယ်သူတို့ကအကာအကွယ်ကြေးတောင်းနေတာသူတို့ကကျွန်တော်သူငယ်ချင်းမဟုတ်ပေမဲ့ကျွန်တော်ကြားဝင်တားဆီးလိုက်တယ်ဒါပေမဲ့လူဆိုးတွေကပုံမောက်မာလာတယ်သူတို့တွေကတယောက်ကျွန်တော်စီကိုပြေးလာပြီးလက်သီးနဲ့ထိုးတယ်သူ့လက်သီးကကျွန်တော်မျက်နှာကိုထိပေမဲ့သူ့လက်ကဝတ်ကြိုးသွားပြီးနာကျင်လုံးလို့အော်ဟစ်သွားတယ်ကျွန်တော်သူ့ကိုဖမ်းပြီးပြတင်းပေါက်ကနေအပြင်ကိုပစ်ထုတ်လိုက်တယ်လူဆိုးတွေကိုခြေမုံပြီးနောက်သူငယ်ချင်းတွေကိုနှစ်သိမ့်ပေးပြီးထွက်လာခဲ့တယ်နောက်တနေ့မှာလူ3ယောက်စံပင်ညက်ဆိုင်ကိုလာတယ်သူတို့စံပင်ညက်ဖို့လာတာမဟုတ်မှန်းကျွန်တော်နားလည်လိုက်တယ်မင်းညကသူတို့လူတွေကိုသင်ခန်းစာပေးခဲ့တယ်သူတို့ရဲ့အကြီးအကဲကကျွန်တော်ရှေ့မှာရက်နေတဲ့သူပဲကိုပါကဒေတာခံကောင်းဆောင်ကိုပါကမုတ်စိတ်မွေးရှင်နဲ့ချင်းချောက်တဲ့လေတန်းနဲ့စကားပြောနေတယ်သူကကျွန်တော်ကိုကိစ္စတွေနဲ့ဝေးဝေးနေဖို့တတိပေးနေတယ်ဒီနောက်မှာသူ့ဝက်စားတွေကိုပြင်ပြီးထွက်သွားဖို့ကြိုးစားတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုဓာပြီးငွေတောင်းခံလွှာရှင်းခိုင်းတယ်ကိုပါဒီလိုဆက်ဆံမှုမျိုးတစ်ခါမှမခံခဲ့ရဘူးသူအံ့ဩသွားတယ်ဒါပေမဲ့သူ့လူတွေကိုငွေပေးခိုင်းတယ်သူ့လူတွေကငွေကိုမြေကြီးပေါ်ပစ်ချပြီးထွက်သွားကြတယ်အဲ့ဒီညမှာပဲလူဆိုးတယောက်ဆက်တင်နဲ့ကင်ပြီးစံပင်ညက်ဆိုင်ထဲကိုဝင်ပစ်တယ်ကျွန်တော်ချက်ချင်းသူငယ်ချင်းရဲ့ကလေးကိုကိုနဲ့ကာကွယ်လိုက်တယ်ကန်ဆိုးကျင်တော့ကျွန်တော်သူငယ်ချင်းတင်နဲ့မှန်ပြီးမြေပေါ်လဲကျသွားတယ်တင်းနဲ့ပြစ်ခတ်မှုအပြီးမှာနောက်ထပ်လူဆိုး2ယောက်အတွင်းထဲဝင်လာပြီးသူငယ်ချင်းရဲ့ပိုက်ဆံအိတ်ကိုလူယူသွားတယ်သူတို့ထွက်သွားတော့ကျွန်တော်ထလာတယ်ကန်ကောင်းကျင်တော့ကလေးအနေထားကောင်းတယ်ကျွန်တော်တို့2ယောက်အသက်ရှင်ဖို့တေဟန်ဆောင်ထားခဲ့တာပါသူငယ်ချင်းမြေပြင်ပေါ်လဲနေတာကိုမြင်တော့ကျွန်တော်အယမ်းဝမ်းနေသွားတယ်သူကကျွန်တော်သူငယ်ချင်းတင်မဟုတ်ဘူးကျွန်တော်ရဲ့တခုတည်းသောမိသားစုပဲကျွန်တော်အယမ်းတော်သက်ထွက်သွားတယ်နောက်ထပ်ဒီမခံနိုင်တော့ဘူးသူငယ်ချင်းအတွက်လက်စားချေကိုဆုံးဖြတ်လိုက်တယ်အဲ့ဒီညမှာပဲခေါင်းစီကိုသွားပြီးသူငယ်ချင်းကိုတက်ဖို့လာတယ်လို့ပြောလိုက်တယ်သူတို့ဌာနချုပ်တကားကိုဖွင့်လိုက်တယ်ကားတကားတစ်ချက်ကိုဆွဲဖြုတ်ပြီးဒိုင်းလိုကင်လိုက်တယ်အဆောက်အုံနားရောက်တော့တတုတကားထူကြီးကိုတစ်ချက်တည်းနဲ့ဖြိုဖျက်လိုက်တယ်ကားတကားကိုရှေ့မှာကင်ပြီးအတွင်းထဲဝင်သွားတဲ့အချိန်မှာကြီးစံတွေအားလုံးကိုကာကွယ်လိုက်တယ်လမ်းမှာတွေ့ရဲ့လူဆိုးတွေကိုအားလုံးချိန်မုံလိုက်တယ်ရှိုးဝက်ခန်းတစ်ခုကိုရှာတွေ့ပြီးဒါကကိုပါရဲ့ဝက်ထားတဲ့ဘဏ္ဍာဆိုတာသဘောပေါက်သွားတယ်အိတ်ကြီးတစ်လုံးဖွင့်လိုက်တော့ငွေသားတွေနဲ့ပြည်နေတယ်ပိုက်ဆံအိတ်တစ်လုံးကိုကောက်ယူပြီးကဘာကြီးကိုဂယုမဆိုင်ပဲအပြင်ကိုထွက်လာခဲ့တယ်ကိုပါကျွန်တော်ပိုက်ဆံတွေယူသွားမှန်းသိတော့အရန်တော်သားထွက်သွားတယ်ကျွန်တော်ပိုက်ဆံတွေကိုတရုတ်ဆောင်တွဲရဲ့စားတောက်ဆိုင်ကိုယူသွားပြီးသူတို့အကျွေးတွေအားလုံးကိုရှင်းလိုက်တယ်အဲ့ဒီအချိန်မှာကိုပါဒုံးပြလောင်ချခိုင်းပြီးကျွန်တော်တို့စီကိုချိန်ရွယ်လိုက်တယ်ကျွန်တော်မြင်လိုက်တဲ့အချိန်မှာတိတ်နောက်ကျသွားပြီ